ကျေပြာလေးနဲ့ထမင်းစားပြီးတဲ့နောက်ဟိုးခဝေဝေကြီးကောင်စားအဝင်စားအတန်လေးမှာပြန်စရာအိမ်မရှိရှာဘူးအမေရဲ့ကဘာမြေကြီးပေါ်မှာအကုသိုလ်ပန်းတွေဝေပုံကလည်းအဖူးပေါ်အညွန့်တက်လူတက်မတ်ဆရာပါလားအမေတန်တရားလေးတေးချင်းတွေကစီစီပရိကလေးလူသားကမြည်လို့ပေါ့တခါတရံတော့အမေရဲ့သားဘဝဟာမြေငွေ့ပြန်ညာလေးတညာဖြစ်ခဲ့ရတယ်သားလီသူ့ကိုယ်ပိုင်အသီးတွေညွတ်ဤလေးလံနေအောင်ထမ်းပိုးထားရပေမဲ့ပျော်ရှာတဲ့ကုံထမ်းသမားတလဲပင်ကလေးကိုအားကြမိတယ်အမေရဲ့လေတွေထန်နေလေးသားမှာကြည်ကွဲရလီပါပဲမူးအကြဆုံးမယ်ဆိုတာလေတကယ်တော့လောကရန်တရားပါလားအိတ်ဆရာမရှိတဲ့ညတွေမှာမိုးတွေတိတ်ရွာတာပဲအမေရဲ့အမောင်နဲ့ဆူဆွမိုးရီတွေရွှဲရွှဲနစ်လို့အတန်တွေတောင်ငုံနေခဲ့ပါပြီအမေဆုံးရှုံးမှုတည့်ရွက်တွေမရှိမလားနဲ့ကန်ဆိုးမိုးမောင်တောင်ကုန်းပေါ်မှာတားဘဝရဲ့အပိုင်းအစတွေရဲ့လားတားညင်းဆန်တဲ့အမေမသိဘူးလားအမေသားကဗျာဆရာလေးအမေရဲ့တကယ်တော့လေအမေရဲ့ကဗျာဆရာဆိုတာဒဏ်ခံကျူးလေးတစ်ချောင်းပါဗျာအမေရဲ့ဟောဒီကဘာလောကကြီးမှာအမေသားကဗျာဆရာဖြစ်လာတာအပြစ်ရှိပါသလားအမေသားရဲ့အချစ်မလေးဟောဒီကဘာကြီးနစ်ခဲ့ရင်တော့စစ်ဖြစ်ဖို့မသေးကြတော့ပါဘူးအမေရဲ့ခုတော့တခြားသူတွေမမြင်မိတဲ့အတန်ကလေးကိုခေါင်းအောင်အိမ်မိလို့အကျဉ်းနာအမေဆုံးဆုလက်ကိုသားရခဲ့ပါတယ်အမေမသိဘူးလားလူတွေရဲ့အပြုံးမှာကုံစည်းနှုံးတွေပါတယ်အမေရဲ့ဧကန်းနဲ့အင်ကြီးကောင်းမှဆက်ဆံတတ်တဲ့လူတွေရဲ့သဘောထားကိုသားတူတူခါခါမုန်းနေအမေရဲ့တခြားသူတွေအတွက်တော့အရာရာဟာလက်တပစ်စာရဲ့ပါသားမှာတော့ယူဇနာတန်းပေါင်းများစွာဝေးကွာလို့သားလီရေရော့ထားတဲ့ညရဲ့လို့မရခဲ့ဘူးသားရဲ့ဘီကလေးဟာလီဘလောက်တောင်ပါလက်နေတယ်လဲဆိုတော့စံချီမြင်လေးတမြင်နင်းမိရင်အောင်ဘီကထပေါက်သွားနိုင်ပါတယ်အမေအလျံကြီးကြီးမီးတော့မီးလျံကြီးတဲ့နေ့စဉ်ခုံချနေရတဲ့ဘဝခီအခမဲ့ညတွေတိတ်ပြီးလွန်းလာအမေရဲ့လွတ်ကျွတ်ကြီးကန်သွင်းခံရကျွန်တော်ဘလောက်မားရင်းမိလို့လဲအမေအစုပ်ကကြက်ခိုးဆွဲမီးဖို့ကြောင့်ချောင်းဆိုးလိုက်တိုင်းရင်ကောင်းကြီးတဲ့မီးထားတောက်တာမြင်ရအမေရဲ့အတွင်းလူမမာတယောက်ပါဒါပေမဲ့တစ်သားဘတ်စကားအိုကြီးခိုစီးလို့ကြပြဆရာမာယာကော့စကီဆိုတဲ့လူလဲပါတယ်လीလူနဲ့သူနဲ့မတူတဲ့လူလို့လူတွေသူတွေပြောခံရတဲ့တာမိတ်ဆွေပေါ့ဘလောက်တောင်ကြောက်မက်ဖွယ်ရာပြူလဲခဲ့ပါသလဲဘယ်တော့မှတမာဒီဝရေလက်ထဲရောက်มาတယ်လေတယောက်ကူတယောက်မင်းရင်ပေါ့မျက်စိတမိတ်လျက်တစ်ပြက်အတွင်းမှာတောမဂျူရီချောင်းကောဖြစ်သွားဘဝကိုဖြစ်ညစ်ကြည့်လိုက်တော့လိန်မော်ဒီကလေးမှာအချူကြီးကြံသေးတယ်။အိုးအသက်နှလုံးထဲမှာပန်းနေအရန်ပွင့်တာပဲအမေရဲ့။ကုတ်အင်ကြီးဝစ်ချင်တဲ့ဆောင်းရာသီရဲ့မီလီယံကင်းမဲ့တဲ့မီလင်းဘူကြီးရဲ့နှင်းဆက်တွေကိုအသေးခံတောက်ချင်တဲ့မျက်ပင်ကလေးရဲ့လာမင်းကိုပြည့်ဝဝဓာတ်ရိုက်မြင်ချင်တဲ့အပြုံးရဲ့အနေထိုင်မတက်တဲ့ရေပန်းနိုင်ကလေးရဲ့မိုက်တွင်းနဲ့ကြပြပေါ်အချစ်ရဲ့မကြာခဏလူလိန်ခံရတဲ့ရင်ထဲကကျဲပြာလေးရဲ့နှက်ခတ်မိပျော်ခြင်းရှာတဲ့အပျော်လေးရဲ့သားလက်ဖွားထဲမှာကြစ်ပါအောင်ဆုပ်ထားလို့တဆက်တုံနေတဲ့သားဘဝလေးရဲ့အမေသားမှာပိုင်ဆိုင်ပါတယ်ထမင်းစစ်စားခြင်းနဲ့အမေရဲ့အိမ်နံမွေးတဲ့အိယာစစ်မှာအိတ်ချင်တယ်ခြေထောက်တွေကိုမိဖို့အငွေပေးခြင်းနဲ့ဗမာပရာစေးတနတ်တောက်ခြင်းနဲ့ပြီးတော့ဟော်ရီလိုအမေမျက်လုံးအယောင်ကိုမွတ်သိပ်ပါတယ်တေပီလီလိမိပြန်လာတဲ့သားကိုဂယုနာတမြဲတက်တဲ့အမေအကြည့်လီအမေရဲ့အမေစိတ်ကမ်းမကတ်တာကြာပြီဖြစ်တဲ့သားတင်မော်လီအမေရဲ့ကျွန်တော်ယူသားခဲ့ပါတယ်အမေဤတို့ပင်ပဲ့တင်ပါလိမ့်မယ်မောင်ချောတွင်